အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ကတော့မြန်မာစကားပြော AI ဗီဒီယိုလေးတွေကိုဘယ်လိုပြုလုပ်ရမလဲဆိုတာပြသပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ပထမဆုံး iPhone VPN နဲ့ကိုဝင်ပါပြီးရင်ကျွန်တော်တို့က option မှာ Japan သို့မဟုတ် USA server region ကိုရွေးပေးပါကျွန်တော်ကတော့ VPN ချိန်ပြီးထားပါပြီပြီးရင်ကျွန်တော်တို့က Chrome browser တွေကိုဝင်ပါဝင်ပြီးရင်ကျွန်တော်တို့ကဒီမှာ Google Flow ဆိုတာလေးကိုရိုက်လိုက်ပါရိုက်ပြီးတော့ရင်ကျွန်တော်တို့ဒီအပေါ်ဆုံးကပေါ်လာတဲ့ကောင်းလေးတွေကိုဝင်လိုက်ပါမယ်ဝင်ပြီးတော့ရင်ကျွန်တော်တို့ကဒီမှာကို Gmail နဲ့ account ချိန်ပေးထားဖို့တော့လိုအပ်ပါတယ်ကျွန်တော်တို့ကဒီနေ့ကို credit 50ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဗီဒီယိုကို9ပုံသို့မဟုတ်3ပုံထုတ်လို့ရပါတယ်ကျွန်တော် new project ကိုနှိပ်ပါမယ်ပြီးရင်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ဗီဒီယို generate တွေလုပ်မဲ့နေရာလေးရှိပါတယ်ကျွန်တော်ကတော့ဒီမှာ ChatGPT မှာ prompt ကိုကျွန်တော်အဆင့်သင့်ပြုလုပ်ထားပါတယ် account လေးကိုကူးပြီးတော့ကျွန်တော်ဒီမှာထည့်လိုက်ပါမယ်ထည့်ပြီးတော့ရင်ကျွန်တော်တို့ကဒီဗီဒီယိုနေရာမှာကျွန်တော်တို့ဗီဒီယိုကိုကျွန်တော်တို့က ingredient ဆိုတာလေးကိုရွေးပေးရအောင်မယ်ဒီ frame ဆိုတာလေးကိုရွေးပေးလို့မရပါဘူး ingredient မှာမြန်မာစကားပြောပြီးသားတာဖြစ်ပါတယ်ကျွန်တော်တို့ကဒီမှာ YouTube မှာတင်မှာဖြစ်တဲ့အတွက် YouTube size 60:9 ratio ကိုရွေးမယ်ကိုထုတ်လုပ်ခြင်းတဲ့ဗီဒီယိုအရေးအတွက်ကိုရွေးပါကျွန်တော်ကတော့တပုတ်ပဲထုတ်မှာဖြစ်တဲ့အတွက်ဝိုင်းအောင်ရွေးပါမယ်ဒီမှာကျွန်တော်တို့က Omni Flash ကိုရွေးမယ်ဆိုရင် credit ကကျွန်တော်တို့15ကုန်ပါပဲ Omni Flash နဲ့ထုတ်ပါအဲ့ကောင်တော့ကောင်းပါတယ်ကျွန်တော်တို့ဒီမှာ Omni Flash နဲ့ရွေးတယ်10 second ရွေးပြီးရင်ကျွန်တော်တို့ video generate တွေလောက်ခိုင်းလိုက်ပါမယ်ကျွန်တော်တို့ဒီမှာ video generate တွေစလုပ်ပေးနေပါပြီခဏလေးဆောင်ပေးပါမယ်ကျွန်တော်တို့ Google Flow ကိုသုံးတဲ့အခါမှာအခြား VPN အနေနဲ့အဆင်မပြေချင်ပါဘူးအထူးသဖြင့် jam လို့ပါတော့နဲ့မရတတ်ပါဘူးကျွန်တော်ပြောတဲ့ iPhone VPN လေးကိုသုံးကြည့်ပါအဲကောင်လေးကသုံးရတာအဆင်ပြေပါတယ်ကျွန်တော်တို့ server region ကတော့ Japan နဲ့ USA ကိုရွေးပေးဖို့လိုအပ်ပါတယ်ဒီမှာကျွန်တော်တို့ဗီဒီယိုလေးထွက်လာပါပြီကျွန်တော်တို့စမ်းပြီးတော့ဖွင့်ကြည့်ပါမယ်ဟေ့ကောင်ဟိုဘက်အခင်းကနွားတွေနဲ့ပြိုင်လို့စမ်းပါဟိုကောင်နဲ့ပြိုင်ပြီးမနိုင်ကြတဲ့ကပြိုင်ញင်စိတ်ကိုမရှိတော့တာဗျာအဲ့ဒါဆိုရင်ကျွန်တော်တို့ဒါဗီဒီယိုလေးထုတ်လို့ပြီးသွားပါပြီလောက်ကြည့်ကြပါခင်ဗျာအဆင်ပြေပါစေနောက်ဗီဒီယိုတွေမှာကျွန်တော်ဒါမျိုးဟာတာတို့ဗီဒီယိုတွေပြုလုပ်ဖို့ pro ရေးနေကိုတင်ပေးပါမယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေ